ကျွန်တော်တို့ဒါတော့ဒီလိုမျိုးအဆင့်လေးရပြီပေါ့နော်ဒီလိုမျိုးအဆင့်ရပြီဆိုရင်ပထမဦးဆုံး6စိတ်ဆွဲခဲ့တဲ့မြင်းလေးတစ်ချက်ရှိရယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့အဲ့6စိတ်မြင်းဆွဲထားတဲ့အတိုင်းလေးပဲခောက်ပါမယ်ရှင်ဒီလိုမျိုးလေးပါဒီအတိုင်းလေးပဲခောက်တယ်ဆိုတာလေးလိုက်ပြီးတော့ဒီလိုမျိုးလေးလက်သေးလေးနဲ့ချစ်လိုက်ပါတော့နော်ခောက်ပြီးတော့ဒေချာလေးပိုးကျိုးသွားအောင်လက်သေးလေးနဲ့ချစ်ပါမယ်ဒါတော့အတွင်းချမ်းလေးမှာလည်းသူတက်ရရလေးနဲ့သူ့ဟာလေးနဲ့သူလှတယ်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးလေးလိုက်ချစ်ပါမယ်ဒီ6စိတ်ခောက်ထားတဲ့အတိုင်း6စိတ်ခောက်ထားတဲ့အတိုင်းလေးပဲအတွင်းထဲကိုဝင်သွားမှာနော်သူကသူမြင်းလေးတိုင်းပဲမြင်းလေးဆွဲရင်တော့ပိုစင်းပြေးပါတယ်ဒီလိုမျိုးလေးပေါ့နော်ဒါဆိုရပြီဒီနေရာမှာကျမတို့ဒီမြင်းချောင်းလေးဒီခောက်ထားတဲ့အရာလေးကိုအဖျားဆုပ်ပေါက်ပါမယ်ဒီအစုံမှာကြာရင်ဒီအပေါ်အစုံတက်မှာကြာရင်တော့ခြီလေးတုပ်ပါမယ်ရှင်ဒီအပေါ်ဆုံးတက်မှာတော့ဘယ်ဒီခါတိုင်းကျမတို့ချက်သလိုမျိုးဒီနေရာလေးမှာခြီမတုပ်ခဲ့ဘူးဆိုရင်တော့ဒီနေရာကိုတော့တေချာပေါက်ခြီတုံမှအဆင်ပြေမှာပါမဟုတ်ရင်တော့ခဏလေးနဲ့ခြီပြည်လွယ်မှာဆိုလို့ပါရှင်ကျမတို့ဒီလိုမျိုးဖျားဆိုလေးလိုက်ပါမယ်ပေါ့နော်ဖျားဆိုပေါက်ပြီးသွားပြီဆိုရင်အဖျားဆိုတုပ်မယ်ပေါ့နော်အစာမခြီတုပ်မယ်ပြီးရင်ဒီခောက်ထားတဲ့အတိုင်းလေးပဲလိုက်ပြီးတော့အဖျားဆိုလေးပေါက်လိုက်ရုံပါရှင်ဒါလေးကတော့ကျမတို့ဒါဘောလီဒိတ်တက်တဲ့နေရာမှာဝင်းဘက်ကနေတက်ဖို့ဝင်းတက်ဖို့ဒီရှာပြားလေးလုပ်နေတာဖြစ်ပါတယ်ရှင်ရှာပြားဒီဝင်းဘက်အတွက်ရှာပြားလေးချုပ်နေတာပေါ့နော်ဒီမှာဒီလိုမျိုးလေးအတွင်းထဲကိုတေချာလေးတက်တက်ရလေးခောက်ထားလိုက်နော်ခောက်ပြီးသွားရင်ဒီငင်းချောင်းလေးဒီချုပ်ငင်းချောင်းလေးတိုင်းမဲ့သွားမယ်ပြီးသွားရင်ဒီထိတ်မှာကျတော့မမေ့ပါနဲ့လုံးဝမမေ့ပါနဲ့ခြေလေးကိုတေချာပေါက်ပြန်တုပ်ခဲ့ပါရှင်ကျမတို့ဒီလိုမျိုးလေးရသွားပြီပေါ့နော်ဒါအလားပတ်ချမ်းမှာမြင်နေရတဲ့အနေထားဒါကတော့မလားပတ်ချမ်းမှာမြင်နေရတဲ့အနေထားပါဒီလိုမျိုးလေးပါရှင်ဒီလိုရပြီဆိုရင်ကျမတို့ဒါလေးကိုတစ်ချက်ဒီလိုမျိုးလေးအတွင်းပတ်လေးရနေဒီလိုမျိုးလေးလှန်ချလိုက်မှာပေါ့နော်လှန်ပြီးတော့ဒီကြံနေတဲ့အသားလေးပိုးနေတဲ့အစာလေးကိုဒီဘက်မှာထုတ်ဝက်ချိုးလိုက်ပါလုံးဝဒီချိုးချလိုက်နော်ဒီချိုးချပြီးတော့ခါတိုင်းလိုပဲကျမတို့လက်သေးလေးနဲ့ချက်ပါမယ်ရှင်ဒီလိုမျိုးလေးပေါ့နော်ကဲဒီဘက်ဒီအပေါ်ပိုင်းမှာဆိုလဲ6စိတ်ခောက်ထားတဲ့အတိုင်းနဲ့6စိတ်ခောက်ထားတဲ့အတိုင်းလေးပဲเนาะဒါဆိုရင်ဒီမှာတက်တက်ရရက်လေးကဲရွေးကိုကအနားသားရှိရဆိုရင်တော့ခောက်เสียမလိုဘူးပေါ့เนาะကျွန်မပြောသလိုပဲမဟုတ်ရင်ဒီ6စိတ်ခောက်ထားလေးကအနေတော်လေးနဲ့ဝေးရဒီကြည့်ရတဲ့တက်တက်ရရက်လေးနဲ့ပေါ့เนาะအဆင်ပြေပါတယ်ဒါကတော့အတွင်းထဲကိုထောက်ဝချိုးထားတာပါပြီးတော့ရင်တော့ဒါလေးကိုကျွန်မတို့ဘီတပြားနေလိုက်ရုံပါပဲရှင်အတွင်းထဲကိုဒီလိုလေးလှန်ပြီးတော့ပေါ့เนาะဘီတပြားချုပ်လိုက်ရုံပါပဲရှင်ဒါဆိုရင်ကျမတို့ကဒါလေးကိုဘီတပြားပေါက်ပါမယ်ရှင်ဒီတပြားလေးညီလေးနင်းသွားရင်အဆင်ပြေနော်ဒီအဆုံးသက်မှာတေချာပေါက်ချီတုပ်ခဲ့မှာနော်ဒီ6စိတ်ကလည်း6စိတ်မြင်းလေးအတိုင်းတက်တက်ရရက်လေးပဲသူကလည်းဒီအထဲထဲကိုဝင်နေတာပေါ့နော်အဆင်ပြေပါတယ်ဒါလေးကိုကျွန်တော်တို့ချီတုပ်ပါမယ်ဒါပါရှင်ကဲဒါမျိုးလေးရလာပြီဒါလေးကတော့ကျမတို့ခွင်းလေးကိုဒီထဲမှာထည့်မယ်ပေါ့နော်ထည့်ပြီးတော့ချုပ်လိုက်ရအောင်ပါပဲဒါဆိုရင်တော့တက်တက်ရရနဲ့ရှာပြားအကြီးဘက်လေးချုပ်လို့ပြီးသွားပါပြီရှင်ကျမတို့ရှာပြားအသေးဘက်လေးထပ်ချုပ်ပြပေးမယ်နော်ခွင်းဂျိတ်ဘက်ပေါ့နော်ဂျိတ်ဘက်ရှာပြားအသေးဘက်နှစ်ခွဲစာလေးနဲ့ထပ်ပြီးချုပ်ပြပေးပါမယ်ဒါလေးကတော့ခွင်းဘက်အနေထားလေးပါဒီလိုမျိုးတက်တက်ရလေးပါပဲရှင်ဒီမှာဆိုလဲအနားတွေဖွာနေရမျိုးမရှိတော့ဘူးကျမတို့ဒီလိုမျိုးလေးတက်တက်ရလေးပေါ့နော်ကဲဒါကတော့ရှာပြားအသေးဘက်ကျမတို့ဂျိတ်တက်ဘက်မှာတမင်ရှာပြားအသေးလေးပါဒါလေးကတော့ပြန်ပြောရမယ်ဆိုရင်ဒါနှစ်ခွဲအစပေါ့နော်အပြားအကျယ်ကနှစ်ခွဲအရှည်ကတော့ဒီမှာရှိတဲ့အရှည်တိုင်းလို့ရတဲ့အရှည်ကို6စိတ်ပေါင်းပေးထားတာပါအနားသားရှိရင်တော့6စိတ်ပေါင်းစရာမလိုပါဘူးဒါကျမတို့မြင်းဆွဲပြီးသားပါ2စိတ်6စိတ်5စိတ်ပေါ့နော်အဲ့ဒါပြီးတော့ရင်ကျမတို့ဒီမြင်းဆွဲထားခောက်ထားတဲ့ခောက်ရိုးလေးကိုပေါ့နော်ဒီကျမခောက်လိုက်ပါမယ်သက်သက်ရင်တစ်ခါလေးချစ်ခဲ့ပါမယ်တခါလေးပြလို့ရအောင်ကျွန်မမြင်းမှာတခါလေးဆွဲပြီးတော့ဒီလိုမျိုးလေးခောက်ပြတာပါပထမတစ်ခါရှာရအကြီးတုံးကတော့အောက်ကနေစချုပ်တယ်ဒီတစ်ခါမှာတော့အပေါ်ကနေစချုပ်မှာဖြစ်တယ်ကျမတို့ကဒီလိုမျိုးစချုပ်တော့မယ်ဆိုရင်ခါတိုင်းဆိုရင်တော့ဒီအလားဘက်ကိုဒီလိုမျိုးလေးခောက်တယ်ပေါ့နော်ဒီလိုမျိုးလုံးဝမခောက်ဘူးနော်မတပါတယ်တေချာလေးကြည့်ပါဒီလိုမျိုးလေးခောက်ပြီးတော့ဒီဘက်ကအလားနဲ့ဒီခောက်ထားတဲ့ဟာလေးကိုဒီလိုမျိုးလေးမင်းချင်းဆိုင်ပြီးရောတွဲသွားလိုက်ရုံပါပဲဒီနှစ်စိမ့်မြင်းတိုင်းပဲချုပ်သွားလိုက်ရုံပါပဲရှင်ကျမတို့ဒီမှာဆိုရင်ဒီဆက်ချုပ်မယ်ဆိုတော့ဒီမြင်းကြားပေါ့နော်မြင်းချောင်းကိုဒီလိုမျိုးလေးလုံမှာဆိုတော့ဒီအောက်ကနေပြီးတော့စပြီးတော့အရင်ဆုံးယာလိုက်ပေါ့နော်ဒီဟာလေးကဒီလိုမျိုးလေးတစ်ပြေးပြေးချင်းပဲယာသွားပါမယ်အရှိလေးကိုလေတစ်ချက်လိုတာပိုတာဖြစ်မှာဆိုလို့ပါပုံနေတော့ပြဿနာတိတ်မရှိဘူးဒါပေမဲ့
ကဲညကွက်တီတိုင်းထားတာကိုပိုလန်းပိုရအောင်လိုလဲလိုမလိုရဘူးဒီလိုမျိုးကွက်တီလေးဖြစ်သွားမှအဲ့ရနေပြီးစချုံမယ်နော်တေးကြချင်းကျမတို့ကပလဲအက်လေးနဲ့တစ်ချက်လောက်တွဲလိုက်ပါမယ်ရှင်ကျမတို့ကဒီပလဲအက်လေးကိုတေးကြစက်ခုံကိုရောက်ကိုစက်ခုံမဟုတ်တော့ဆိုတော့ခဏဖြုတ်လိုက်နော်ကျမဖြုတ်လိုက်ပြီဘာလို့လဲဆိုအဲ့ရထောက်ထောက်ကြီးဖြစ်နေမှာဆိုလို့ဒီလိုမျိုးလေးရပြီဆိုရင်ကျမတို့ကဒီမှာစပြီးတော့ချုပ်ပါမယ်တင်ပြီးတော့နှစ်စိတ်မြင်းလေးတိုင်းပဲချုပ်မယ်နော်ပထမဦးဆုံးမှာဒီအပေါ်ပိုင်းကတော့တေးကြပေါက်ချီတုတ်ခဲ့ပါပြီးသွားရင်တော့ဒီတိုင်းလေးပဲနှစ်စိတ်မြင်းလေးတိုင်းပဲချုပ်သွားရင်အဆင်ပြေပါရှင်နော်ကွက်တီပဲနော်ကဲဆိုရင်ကွက်တီတိုင်းပြီးတော့6စိတ်ပို့ထားတယ်6စိတ်ကလည်းအပေါ်မှာကျွန်တော်ခောက်ခဲ့ပြီးသားကွက်တီခောက်ခဲ့ပြီးသားဒါဖြစ်တယ်တော့အရှည်ကလည်းကွက်တီလုံးဝကိုဖြစ်နေတာဖြစ်ပါတယ်ဒါတော့မှန်မှန်လေးတိုင်းဆိုတော့နော်ဒီမှာချီနည်းနည်းလေးပုတ်ပါမယ်ရပါပြီရှင်